အဲ့ဒီခွေးလေးဟာလူအဖြစ်ပြန်ပြောင်းနိုင်ဖို့အတွက်အဲ့ဒီလူကိုနောက်ဆုံးတစ်ချိန်ထပ်ပြီးနန်းယုံပဲလိုပါတော့တယ်ဒီမိန်းကလေးမှာကမိသားစုလိုက်အမြဲလိုက်နေတဲ့ကျင်းစာတစ်ခုရှိနေလို့ပါအဲ့ဒီကျင်းစာကစန့်ကျင်ဘက်လိန်တူဦးကိုနမ်းလိုက်တာနဲ့အာနိတင်စတင်တော့တာပဲတကောင်ကျော်တာနဲ့သူမဟာခွေးလေးတစ်ကောင်ဖြစ်ပြောင်းသွားပြီးမနက်9နာရီထိုးမှလူပြန်ဖြစ်ပါတယ်ဒါပေမဲ့နောက်နေ့တကောင်ရံမှာတော့သူမဟာခွေးလေးပြန်ဖြစ်သွားဦးမှာပါဒီကျင်းစာကိုချစ်ဖြတ်နိုင်မဲ့တခုလေးသောနီလန်းကတော့ခွေးဘဝမှာရှိနေတော့အဲ့ဒီလူကိုပဲထပ်ပြီးနမ်းရမှာဖြစ်ပါတယ်အဲ့ဒါကိုလည်း3လအတွင်းအောင်မြင်အောင်လုပ်ရမှာပါမဟုတ်ရင်တော့သူမဟာထာဝရခွေးဘဝနဲ့ပဲနေသွားရတော့မှာဖြစ်ပါတယ်ဒီလိုကျင်းစာဆိုးကြောင့်မိန်းကလေးဟာအမြဲတမ်းတတိကြီးကြီးထားပြီးနေထိုင်ခဲ့ရတယ်ဒါပေမဲ့တနေ့မှာတော့လုတ်ဖို့ကိုင်ဖက်တွေနဲ့ကစားပွဲတစ်ခုကစားရင်းမူလာပြီးသူမရဲ့အထက်လူကြီး boss ကိုမတော်တဆနမ်းမိသွားပါတော့တယ်ကျင်းစာပြေဖို့အတွက်မိန်းကလေးဟာခွေးလေးဘဝနဲ့သူမရဲ့ boss ကိုထပ်ပြီးနမ်းရပါမယ်ဒါကြောင့်သူမဟာ boss နဲ့နီးစပ်ဖို့မျိုးစုံနဲ့စူးစမ်းပါတော့တယ်သူ့ကိုမူသွားအောင်အရက်တူတောက်ဖို့ဖိတ်ခေါ်ပြီးအတင်းကျပ်နှံမှုကြံစီတာပေါ့ဒါပေမဲ့သူမမသိတာကသူမရဲ့ boss ဟာခွေးတကောင်ရန်ကနေသူ့ကိုကောက်ွယ်ပေးခဲ့တဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းချစ်မိနေခဲ့တာပါသူမကုမ္ပဏီကိုအင်တာဗျူးလာဖြေတဲ့အခါ boss ကချက်ချင်းပဲအလုပ်ခန့်လိုက်ပြီးသူမနဲ့အတူလမ်းပေးစာတွေတွားစားခဲ့ပါတယ်boss ကတော့ဒီရက်ပိုင်းမိန်းကလေးရဲ့အပြုအမူတွေကထူးဆန်းနေတယ်လို့တွေးနေမိတယ်ဒီညမှာသူမကသူ့ကိုရီးစားစကားလာပြောတော့မယ်လို့တောင်ထင်နေတာပါမိန်းကလေးကတော့သူ့ကိုတက်တက်ကြွကြွနဲ့ခွက်ချင်းတိုက်နေပေမဲ့ည10နာရီထိုးခံနေတဲ့အထိ boss ကမမူသေးပါဘူးသူမကအချိန်တက်ပြီးလွန်နေပါပြီသူမလည်းအိမ်ကသွားမယ်လို့အကြောင်းပြပြီးခွေးလေးဖြစ်ပြောင်းလဲလိုက်ရတယ်ပြီးတော့ခွေးလေးဘဝနဲ့စိတ်လှုပ်ရှားစွာ boss စီကိုပြေးသွားခဲ့ပေမဲ့ boss ကခွေးကြောက်တက်မှန်သူမလုံးဝမမျှော်လင့်ထားခဲ့ဘူးသူဟာခွလေးကိုမြင်တာနဲ့ကြောက်လက်တကြားထွက်ပြေးပြီးအမိုက်ပုံးပေါ်တက်ပုံရင်အနားမလာနဲ့လို့អော်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့မိန်းကလေးဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးသူမရဲ့ကျင်းစာကတော့ဘယ်တော့မှပြေတော့မှာမဟုတ်ဘူးလို့စိတ်ပြတ်သွားမိတယ်ဒါပေမဲ့ကုမ္ပဏီမှာညဆိုင်ဆင်းရတဲ့အခြေအနေကသူမအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာစေခဲ့တယ်သူမဟာအနိုင်ကျင့်ခံနေရတဲ့လုပ်ဖို့ကိုင်ဖက်လူငယ်လေးတယောက်ကိုမမျှော်လင့်ပဲကူညီပေးခဲ့မိတယ်အဲ့ဒီချိန်မှာပဲအချိန်စစ်သွားပြီးမိန်းကလေးဟာရုတ်တရက်ခွေးလေးအဖြစ်ပြောင်းသွားပါတော့တယ်အဲ့ဒီလူငယ်လေးကတော့သူမြင်လိုက်ရတာကိုကြောက်သွားပြီးသူ့မျက်စိကဝေဒနာပြနေတာလို့တောင်ထင်သွားတယ်နောက်ဆုံးမိန်းကလေးရဲ့ဝန်ထမ်းကတ်ကိုမြင်မှပဲသူမကိုအိမ်ရင်ခေါ်သွားလိုက်ရတယ်